ခေါ်ပေးကောင်းမလဲနည်းနည်းလေးထက်ကြားချင်တယ်ဒီတစ်ခေါက်ဘယ်သူ့ကိုဖိတ်ခေါ်ရင်ကောင်းမလဲအဲ့လိုပါပဲ MC ကအပေါ်ကမေးနေတယ်တကယ်တော့လေ fan တွေကသူ့ fan နဲ့သူမျှတနေတဲ့ခါကျတော့အတန်နှစ်ခုသုံးခုထွက်လာတဲ့ခါမှာကိုလည်းတကယ်တော့တေချာတော့မသိတော့ပါဘူးဆိုတော့ဒီတစ်ခါကိုဆက်လက်သီဆိုရှင်ပြိုင်မဲ့ပြိုင်ပွဲဝင်ကတော့ကျော်ဦး FM ကျော်ဦးဖြစ်ပါရှင်ကိုနာမည်ကိုခေါ်နေပြီတယောက်ချင်းစီနာမည်ပြန်ခေါ်ပေးလိုက်အမတို့မနေ့ပြန်လောက်ဆိုရင်ပြီးမှာပေါ့โอเคမောင်လေးအကောင်းဆုံးသီဆိုရှင်ပြိုင်နိုင်လိမ့်မယ်လို့အပြေအဝယုံကြည်ပါတယ် good luck ဆုနဲ့ပြပါစေမင်းအသက်ရှင်ရအောင်မယ်ဝမ်းနေနေတာလေတည်တယ်ဒီလိုပဲကိုယ်တငယ်ချင်းရေတွေ့ပြီးမကြောက်ပါနဲ့မင်းယုံကြည်ရအောင်မယ်မင်းနာမလူတချို့ရှိတယ်မင်းပြိုလဲရေအကုန်ပြိုလဲမယ်မိသားစုတစ်ခုရှိနေတယ်ရေတောင်မှအချာရှိပါတယ်လူတွေကအတားရှိမှာပဲကိုနိုင်တဲ့လောက်ကြိုးစားရင်လေဝမ်းနေရတဲ့ချိန်ရှိမယ်ပြီးတယ်လူဆိုတော့အမလေးရှိမှာပဲဒါတွေလည်းမင်းကယူမဆိုင်ပါနဲ့ဟိုကနေရရင်တင်ငယ်ချင်းကိုလမ်းပြလဲပါကွယ်မင်းရန်ချစ်ခဲ့တဲ့သူအတွက်နေမငိုနဲ့မင်းပေးတာရှိတဲ့လူတွေအတွက်ရှင်သန်ရမယ်မင်းဝမ်းနေပြီးတော့တရားတဲ့ငိုမနေနဲ့မင်းကြိုးစားပြီးတော့ပြန်ထားပါတငယ်ချင်းရဲ့မင်းအတွက်စိတ်ဖြစ်မဲ့လူတွေအတွက်နေမငိုနဲ့မင်းပေးတာရှိတဲ့လူတွေအတွက်ရှင်သန်ရမယ်မင်းဝမ်းနေပြီးတော့တရားတဲ့ငိုမနေပါနဲ့မင်းကြိုးစားပြီးတော့ပြန်ထားပါတငယ်ချင်းရဲ့မင်းအသက်ရှင်ရအောင်မယ်နော်စိတ်ညစ်နေတာလေပြီးတယ်ဒီလိုပဲကိုယ်ဟိုတငယ်ချင်းရေစိတ်တမ်းမကြပါနဲ့ရေတောင်မှအချာရှိပါတယ်လူဆိုတော့နိုင်တဲ့လောက်ပေးစရင်နဲ့ဝမ်းနေရတဲ့ချိန်ရှိမယ်လို့ဒီတယ်လူဆိုတော့မနဲ့မကင်းနိုင်တဲ့ဒါတွေလည်းမင်းကယူမဆိုင်လိုက်နဲ့
ကန်တရားရင်တငယ်ချင်းကိုလမ်းပြလိုက်ပါခွေ 没眼睛看着对对，你们我呢？没被那些人lưu一段，现在也没完的比我掉车，么我把呢？没就啥比我变差吧，那个钱也没多少钱没lưu一个。from 九五ဖြစ်ပါတယ်ရှင်